အားလုံးပဲမင်္ဂလာပါ bro တို့ရေဒီကနေ့ကကျွန်တော်စောက်ထားတဲ့အိမ်လေးကိုလိုက်ပြမှာဖြစ်ပါတယ် Creeper ES Creeper ဆိုတာဘာကောင်လဲဆိုတာ Minecraft ဆိုပြီးဆော့ဝဲလူတိုင်းသိလိမ့်မယ်ပေါ့ကျွန်တော်ဖုန်းကတော့ Minecraft ရဲ့ game နဲ့ဆက်စားဝင်ခြင်း lab နေတယ်ဒီခံမကြည့်ပြီပါခဏနေကျွန်တော်စောက်ထားတဲ့အိမ်လိုက်ပြပါမယ်ဘာလို့ထဲမှာ Minecraft ခုဒီစောင့်နေတဲ့ player ရှိရင် comment အောက်မှာ hang ခဲ့လို့ရပါတယ်ဒီမြေခွက်ကိုကျွန်တော်အပေါ်ကနေပဲပို့လိုက်ပါမယ်ကြာတော့မကြာတော့အောင်လို့ရောကွာရောကြာလိုက်တယ်ဒီတော့ဒီနားမှာထားလိုက်မယ်ပို့ပြီးကြည့်လို့ကောင်းအောင်ပေါ့နော်ဒါတော့ကျွန်တော်စောက်ထားတဲ့အိမ်ပဲဖြစ်ပါတယ်ကျွန်တော်စောက်ထားတဲ့အိမ်လိုနန်းတော်လိုအရာကြီးပဲဖြစ်ပါတယ်ဒါကျွန်တော်ကိုယ်ပိုင်စိတ်ကူးနဲ့စောက်ထားတာပဲဖြစ်ပါတယ်ဒါ skeleton creeper နောက်တစ်ကောင်ဟာ fuck baby လာမနိုင်ပါဘူးကွာနောက်ကနေဘယ်ကောင်ပြည့်လဲမသိဘူးတူတော့ကွာတော်သေးလို့ကွာ fucking ညားနေရတယ်ခြောင်လိုက်ရတာ anyway ကျွန်တော်အိမ်ပဲလိုက်ပြပါတော့မယ်ဒါတော့ကျွန်တော်စောက်ထားတဲ့အိမ်လိုနန်းတော်လိုဟာကြီးပဲဖြစ်ပါတယ်တကားဖွင့်ပြီးဝင်ပါမယ်ဒီ wearing trader ကလည်းငါအိမ်ထဲပဲလိုက်ဝင်နေတာဒါပြန်ပေးလိုက်ပါဦးမယ်အပေါ်ပဲသွားဒါတော့ဒုတိယမြောက်တကားပဲဖြစ်ပါတယ်ဒီထဲဝင်ရင်တော့ပထမဆုံးသွားရမှာတော့ဒီဝရဏာပဲဖြစ်ပါတယ်ဒါအောက်ကြည့်လိုက်ရင်ရေရှိပါတယ်ဝရဏာတော်တော်လေးလာပါတယ်ဒီမှာမီးအိမ်ရှိပါတယ်ဒါအိယာဖြစ်ပါတယ်ဒါအိယာဒါတော့စာအုပ်စင်ဖြစ်ပါတယ်ဒါကတော့ပစ္စည်းထားတဲ့နေရာပေါ့နော်ဒါအာမော်တွေထားတဲ့နေရာပါဒါကတော့ chest တန်ချက်ကဖြစ်ပါတယ်တန်ချက်ကဒါတော့ဖနက်ပါဒါတော့စိန်နဲ့လှုပ်ထားတဲ့ဘောင်းမျိုးဖြစ်ပါတယ်ဆိုတော့အပြန်နေပြီးတော့ရှေ့ကနေမြင်ရတဲ့မြင်ကွင်းနဲ့ပြန်နေပြပါဖြစ်ပါတယ်โอเคရောဒါတော့ရှေ့ကနေမြင်ရမြင်ကွင်းပဲဖြစ်ပါတယ်ကျွန်တော်လေအဲ့လိုအယောင်တမျိုးတဲ့ဝါရတာဒီလိုရွှေတန်းနေစိမ့်နေသုံးမျိုးဇက်ဝါရပို့ပြီးကြိုက်တယ်တမျိုးတဲ့ဝါရတာထက်ဒီလိုသုံးမျိုးအယောင်စုံဝါရပို့ကြိုက်ပါတယ်ဒါတော့ skin ကတော့ကျွန်တော် skin ကတော့မလဲရသေးပါဘူးဒီအရှင်းနဲ့နောက်ပြောင်းတဲ့အမြင်ပြောင်းတဲ့ဟာ update အသစ်တွေမှာ micro update တွေမှာတော့ရပါတယ်ကျွန်တော်ကတော့ update အသစ်မတင်ရသေးဘူးမရသေးပါဘူးအသစ်မတောင်းရသေးလို့မရသေးပါဘူးဆိုတော့ဒါအနောက်ကနေမြင်ရတဲ့ view ပဲဖြစ်ပါတယ်ဆိုတော့အရှိကိုပြန်သွားပြပါမယ်ဒီတရားလေးကတော့စောက်ရတာလက်ဝင်ပါတယ်ဒါကိုယ်စိတ်ကူးနဲ့စောက်ရဆိုဒါတော့အရှိရနေမြင်ရမြင်လို့ဖြစ်ပါတယ်ဒါကျွန်တော်စောက်ရတဲ့အိမ်လေးကို brother တို့130ဒီအမှတ်ချက်လောက်ပေးသွားလို့ရပါတယ် comment အောက်မှာအားလုံးပဲ see you guys